မိတ်ဆွေများလုံးပဲမင်္ဂလာပါအခုပြပြီးမှာကတော့ A99 Mac ကိုစတင်သုံးပြုတဲ့မိတ်ဆွေတွေအတွက်ဘယ်လိုသုံးပြုရမလဲဆိုတာကိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်သုံးမှုတဲ့သူတွေအတွက်ကတော့ကြော်ကြည့်ပါမသုံးမှုတဲ့သူတွေကတော့ဒါအစားအဆိုးရှင်းပြရတာဖြစ်ပါတယ်နော်ဆက်ပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီပုံစံနဲ့ပေါ်လာပါလိမ့်မယ်အဲ့လိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ APK ကြည့်ဖို့ကဘယ်တော့4တော့ပဲလို့အရင်နှိပ်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင် APK ကြာလာပါအဲ့ပေါ်ဆုံးမှာဆိုရင်ကျွန်တော်တို့ setting ရှိမယ်အဲ့ setting ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ network ချိန်ဖို့ပေါ်ဆုံးမှာပါမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ device ထဲကိုဝင်လိုက်လို့ရှိရင်အဲ့ဒီမှာပြီးဒီ system ပေါ့နော် system နဲ့ပတ်သက်တဲ့ဒီသူရဲ့ model number တွေ version တွေ V number တွေဘယ်နှခုထုတ်တွေအဲ့ဒါတွေလည်းဝင်ရောက်ပြီးတော့ကြည့်လို့ရပါတယ်ဒါကတော့မလိုပါဘူးဒါကတော့ကျွန်တော်တို့ကဒါဒီ setting နဲ့အဟာကိုပြတာပေါ့နော်အဲ့တော့အဓိကလုပ်ရမယ့်ဟာတွေကတော့ဘာတွေလဲဆိုတော့ကျွန်တော်တို့ဒီထဲမှာရှိရဲ့ APK တွေပေါ့နော်ဟိုက S1Z YouTube ဆိုလို့ရှိရင်ဒါဘာလုပ်တာလဲဆိုလို့ရှိရင်ဒါမြန်မာလိုရိုက်ရှာတဲ့ YouTube ပေါ့သူ original YouTube အနေနဲ့မြန်မာလိုရိုက်လို့မရဘူးမြန်မာ keyboard နဲ့ရိုက်လို့မရဘူးAZTV လည်းထည့်ပေးရတယ်အဲ့ AZTV ထဲမှာလည်းကျွန်တော်မြန်မာလိုရိုက်လို့ရတဲ့ YouTube website link တွေကိုကျွန်တော်ထည့်ပေးထားတယ်အဲ့ဒါဆိုလို့ရှိရင်ဟိုမြန်မာ keyboard setting ထဲမှာမြန်မာ keyboard ချိန်ပြီးတာ ਨੇ အဲ့ဒီခုန S1Z YouTube ရဲ့သို့မဟုတ် AZTV မှာတွားပြီးတော့မြန်မာ keyboard နဲ့မြန်မာစာရိုက်ရှာပြီးတော့ YouTube ကိုအသုံးပြုလို့ရပါတယ်အဲ့ဒါကဘာမှရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါကကျွန်တော် setting ပိုင်းနေပေါ့နော်ဒီထဲမှာကျွန်တော်စမယ်ဆိုရင် display ပေါ့နော်ဒါမှမဟုတ် device ထဲကိုပဲရင်ဝင်လိုက်မယ်ကျွန်တော် device ထဲကိုဝင်မယ် device ထဲမှာဆိုလို့ရှိရင်တော့ပါပေါ်လာမယ်ဆို day and time တွေပေါ်မယ်ပြီး display ပေါ်မယ်ပြီးမှ keyboard ပေါ်မယ်အဲ့တော့ကျွန်တော်တို့ကkeyboard ထဲဝင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ keyboard တွေချိန်မယ်ဆိုလို့ရှိရင်ဒီ manager keyboard ထဲကိုဝင်ရမှာပေါ့နော်အဲ့ဒီမှာကို install တင်ထားတဲ့ keyboard လေးရှိတယ်ပေါ့နော် frozen keyboard install တင်ထားတယ်အဲ့ဒါဖွင့်ရသေးဘူးဆိုရင်ကျွန်တော်တို့က okay နှိပ်လိုက်လို့ရှိရင်ဒါဖွင့်ပြီးဒါဖြစ်သွားမှာပေါ့နော်အဲကျွန်တော်အဲ့ဒါလေးကို okay နှိပ်ပြီးတော့ဖွင့်မယ်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ keyboard လေးကိုကျွန်တော်တို့ဗာလဲဆိုတော့ caret keyboard မှာတွားပြီးတော့ချိန်ပေးရမယ်ဒီမှာ caret keyboard မှာတွားချိန်ပေးရမယ်ဒါလည်းရောချိန်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ frozen မြန်မာဆိုပြီးရှိမယ် frozen soji oza ရှိမယ်အဲ့တော့ကျွန်တော်တို့ frozen မြန်မာလေးပဲသုံးပေးလိုက်လဲအဆင်ပြေပါတယ်ဒါက unicode ဆိုတော့အဆင်ပြေတယ်ရှားရတယ်ဆိုနောက်တစ်ခုကကျွန်တော်တို့ဒီမှာဒါ day and time ပေါ့နော်တချို့ network တွေ try game တွေပါပြတဲ့ခါကျရင် day and time ပြန်ချိန်ပေးရတာရှိအဲကြလို့ရှိရင်ကျွန်တော် network use နေရာမှာ off ထားပြီးတော့ကျွန်တော်တို့ဒီမှာခုနှစ်တွေလတွေနာရီတွေပြီးတော့ကျွန်တော်တို့လက်ရှိတိုင်းစုံပေါ့ကျွန်တော်တိုင်းစုံကရန်ကုန်ဆိုရင်ရန်ကုန်အဲ့ဒါကိုကျွန်တော်တို့ပြန်ပြောင်းပေးထားလိုက်ရန်ကုန်ဆိုတာကိုပြောင်းမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ခုနှစ်တွေပါတယ်ပြောင်းသိတဲ့ဟာလည်းပြောင်းမယ်နာရီချင်းကြီးပြောင်းသိတဲ့ဟာကိုလည်းပြောင်းမယ်ပေါ့နော်ရန်ကုန်ကတော့ကျွန်တော်တို့ရှာတော့ဟောင်ကောင်နဲ့နီးတော့ဘန်ကောက်နားမှာပေါ့နော်အဲ့လိုမျိုးကျွန်တော်ပြောင်းပြီးသွားပြီဆိုရင်မှသူ့မှာနာရီချင်းကြီးမှန်တယ်ဆိုရင်တော့ကျွန်တော်လက်ရှိ order တဲ့နေရာမှာ network use ဆိုပြီးပြန်လုပ်လိုက်ပါပြီးတော့ဒီကောင်ကကျတော့ Bluetooth system တွေလည်းပါတယ် Bluetooth box ရှိတဲ့သူတွေဆိုလည်း Bluetooth နဲ့ချိန်ပြီးသုံးလို့ရမယ်ပြီးတော့ TV မှာ zoom တွေ TV မျက်နှာပြင်အကြီးအသေးတွေကိုလည်းကျွန်တော်တို့ဒီ remove ကနေပြီးတော့เนาะဘယ် close ဆိုလို့ရှိရင်ဒါကျင်းသွားညာဘက် close နှိပ်လိုက်ရင်ပေါင်ချက်သွားတယ်ကျွန်တော်အပေါ် close နှိပ်မယ်ဆိုလို့ရှိရင်သူကဘေးကိုချက်သွားမယ်အောက် close နှိပ်မယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကြီးလာဒီလိုမျိုးပေါ့နော်ဒီscreen အကြီးကျယ်တွေလည်းတို့ရတယ်ဒီအဲ့ over setting ဆိုလို့ရှိရင်သူကတော့ဒီမှာ color အလင်းအမှောင်ချိန်တာတွေကျွန်တော်တို့ backlight ပိုင်းတွေdisplay တွေဒါကတော့ color ချိန်နေတာပေါ့ဒါပေမဲ့ဒါတွေကတော့မလိုဘူးပေါ့နော် TV မှာသူက original color တွေကသူကလည်းသူချိန်ထားပြီးသားဆိုတော့ဒီထဲမှာလာပြီးတော့ချိန်စရာမလိုတော့ဘူးဒီ Android ဘက်မှာသူကလည်းသူ normal အတိုင်းပဲထားပြီးတော့သုံးလို့ရဒါပေမဲ့ဒီမှာချိန်လို့ရတယ်ဆိုတဲ့ဟာကို setting ပါတယ်ဆိုတဲ့အကြောင်းပြပြီးဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့ဒီမှာဒါဆိုလို့ရှိရင် control ပေါ့နော် remote control လုပ်တဲ့ system တွေပါတာပေါ့နော်Bluetooth နဲ့ချိန်ပြီးတော့ remote control လုပ်တာတွေပါမယ်ပြီးကျွန်တော်တို့ဒါဆိုရင်တော့ Wi-Fi ကတော့မဖြစ်မနေချိန်ပြီးတော့အသုံးပြုရမှာပေါ့အဲ့တော့ကျွန်တော်တို့ကမြန်မာ keyboard ချိန်ပြီးပါပြီဆိုရင်ခုနပြောတဲ့ S1Z ဆိုတဲ့ YouTube တွေကိုဝင်ပြီးမှမြန်မာစာ keyboard ကိုမြန်မာလိုရိုက်ရမှာဖြစ်ပါတယ်
original ပါတဲ့ YouTube မှာမြန်မာ keyboard နဲ့မြန်မာစာရိုက်လို့မရပါဘူးမြန်မာ keyboard နဲ့မြန်မာစာရိုက်ပြီးတော့ YouTube မှာမြန်မာလိုရိုက်ချင်တယ်ဆိုရင်တော့ SYZ YouTube မှာပဲကျွန်တော်တို့အသုံးပြုရမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်အစီအပြေသလောက်မိတ်ဆွေတို့ကိုပြန်လည်ပြီးတော့မျှဝေခြင်းဖြစ်ပါတယ်လုံးဝမသုံးတတ်တဲ့သူတွေကဒီဗီဒီယိုပိုင်းလေးကြည့်ပြီးတော့မသိရရှင်ကိုမသိတဲ့အပိုင်းကိုကြော်ကြည့်ပြီးတော့လေ့လာပြီးတော့အားလုံးပဲအသုံးပြုနိုင်ကြပါစေအားလုံးပဲအစီအပြေကြပါစေကျေးဇူးတင်ပါတယ်